Christmas ပွဲတော့ပြီးဆုံးသွားပြီမဲ့ဘောလုံးပြိတ္တတွေအတွက်အမှန်တကယ်ပျော်ရွှင်တဲ့ချိန်ကအခုမှစတင်လာ။ဘာလို့လဲဆိုတော့ဒီဇင်ဘာလ26ရက်နေ့ကနာမည်ကျော်ဘောက်စင်တွေဘောလုံးပွဲစဉ်တွေလာမယ့်နေ့ပဲဖြစ်ပါတယ်။အေးခဲနေတဲ့ရာသီဥတုပွဲဆက်တွေများနေတဲ့ဖီဟာပြီးတော့ပိတ်သက်တွေရဲ့တခဲနဲ့အားပေးမှုဒီလိုအချိန်မျိုးမှာကစားသမားအများစုကပင်မနှွမ်းနေတတ်ကြပါဒါပေမဲ့ကစားသမားတယောက်အတွက်ကတော့ဘောက်စင်တွေဟာသူ့ရဲ့ကိုယ်ပိုင်စီမင်းတစ်ခုလိုပါပဲသူက Manchester United နဲ့အင်္ဂလန်ကနဝင်ကစားသမားဘောက်စင်တွေမှာဂိုးအများဆုံးသွင်းယူထားတဲ့ The King of Boxing Wayne Rooney ပဲဖြစ်ပါတယ်ခင်ဗျာWayne Rooney ကပရီးမီးယားလိသမိုင်းတစ်လျှောက်ဘောက်စင်တွေပွဲစဉ်တွေမှာဂိုးအများဆုံးသွင်းယူထားသူအဖြစ်စံချိန်တင်လာပါတယ်သူကအာဆင်နယ်ကစားသမား Thierry Henry, Robbie Fowler, လန်ရှီယာတို့လိုဂိုးသွင်းပရင်တွေကိုကြော်ဖြတ်ပြီးတော့ဒီမှတ်တိုင်ကိုစိုက်ထူခဲ့တာ။ဘာကြောင့် Ray Rooney ကဒီလိုပွဲချက်ကာလတွေမှာပိုပြီးတောက်ပခဲ့တာလဲ။အဖြေကတော့ရှင်းပါတယ်။ Ray Rooney ရဲ့ကစားဟန်ကဘောက်စင်တေးရဲ့အမွှေးသက်နဲ့ထပ်တူကျနေလို့ပါ။သူ့ရဲ့ခက်ထန်တဲ့ကစားပုံမကုန်ခမ်းနိုင်တဲ့အင်အားပြီးတော့နိုင်ပွဲဆာလောင်လို့ရဲ့စိတ်ပွဲစစ်တွေများပြီးပင်ပန်းနေတဲ့ပြိုင်ဘက်နောက်ခံလူတွေအတွက်တော့ကြက်ခံမှုအပြည့်နဲ့ Wayne Rooney ဟာအိမ်မဆိုးတစ်ကောင်သူကအေးစံတွေနဲ့စောင်းရမှာသူ့ရဲ့ခြေစွမ်းမီးတောက်တွေနဲ့အတူမိန်ပိတ်သက်တွေကိုအငွေးတက်ပေးခဲ့သူပါသူ့ရဲ့ဘောင်စီလေးဒန်နာကြီးကငယ်စဉ်ကလေးကစတင်ခဲ့တာပါခင်ဗျာ2002ခုနှစ်အဲဗာတန်ကစားသမားဘဝအသက်18နှစ်အရွယ်မှာဘော်တော်အသင်းဘက်ကိုတွင်းယူခဲ့တဲ့သူ့ရဲ့ပထမဆုံးဘောင်စီလေး6ကနေပြီးတော့ဒီခီးစဉ်ကိုစတင်ခဲ့တာပါဒါပေမဲ့အထင်ရှားဆုံးကတော့ Manchester United ကစားသမားဘဝရဲ့အခြေအနေပါပဲဂိုးတွေတွင်းယူနေမကပါဘူးအသင်းရဲ့အချက်တဲဖြစ်နေတဲ့အချိန်မှာတော့ Ketation လုပ်ခဲ့တာရှိပါတယ်2013ခုနှစ်ဘောက်စင်ဒေးပွဲစဉ်ဖြစ်ကစားခဲ့တဲ့ Hull City နဲ့အဝေးကွင်းပွဲစဉ်မှာ Manchester United အသင်းက2ဂိုးပြတ်နဲ့ရှုံးနေတဲ့အချိန် Ray Rooney ကပဲခြေပါကူတကူသွင်းနေပြီးတော့နောက်ထပ်အနိုင်ဂိုးအတွက်ခံပြီးပေးပြီးတော့အသင်းအတွက်3ဂိုး2ဂိုးနဲ့ပြန်လည်အနိုင်ရရှိစေခဲ့ပါတယ်ဒါကစစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ခြေစွမ်းပါခေတ်သစ်ဘောလုံးလောကမှာပွဲဆက်တွေပိုများလာပြီးတော့ကစားသမားတွေကိုအလဲကျအနာပေးတာတွေများလာတဲ့အတွက် Ray Rooney ရဲ့ဒီဇိုင်းကိုချိုးပြဖို့ကတော်တော်လေးခက်ခဲတာပဲအခုချိန်မှာဘောင်စင်တွေပွဲစဉ်တွေကိုကြည်ရင်းနဲ့ပရိသတ်တွေက Ray Rooney တာဆိုရင်ဒီအချိန်မှာဂိုးသွင်းပြလိုက်ပြီလို့တတတာတွေးမိနေကြတော့မှသူ့ရဲ့ပြင်းထန်တဲ့ကန်ချက်တွေလှပတဲ့ခေါင်းတိုက်ကောတွေအသင်းဘော်တွေအတွက်အနစ်နာခံကစားပေးမှုတွေကပွဲတော်ရက်တွေမှာအမြဲတမ်းလမ်းဆွတ်စရာတွေဖြစ်နေမှာRay Rooney ဟာတာမန်ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူးသူကအင်္ဂလန်ဘောလုံးလောကရဲ့တင်ဂီတာတစ်ခုဖြစ်ပြီးတော့အထူးသဖြင့်ဒီဇင်ဘာလ26ရက်ရောက်တိုင်းပိတ်သက်တွေစောင့်မျှော်နေခဲ့ရတဲ့ဘောင်စင်သေးရဲ့အရှင်သခင်စစ်မှန်တဲ့ကနဝင်ကစားသမားတို့အဖြစ်ထာဝရတည်ရှိနေပါဖြစ်ပါတယ်တည်ရှိသူပိတ်သက်တွေအတွက်ရော Ray Rooney ရဲ့ဘောင်စင်သေးတွင်းကိုတွေကဘယ်ဘိုးကိုအကြိုက်ဆုံးလဲဆိုတာကိုကွန်မန့်လေးမှာမျှဝေပေးခဲ့ကြပါဦးခင်ဗျာ